ချတာနောက်ဆုံးမထည့်မှာမဟုတ်လားအဲ့ဒါကြီး မဟုတ်ဘူး ဟိုရှားရ ဟယ်လိုဒီနေ့မှာတော့နွားရဲ့ယောက်ျားမိတ်ကပ်ပြင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးအနေနဲ့သူအသေးအဆုံးဖြစ်တဲ့မျက်ကမှတ်တက်မယ်ပြီးတော့သူ့ရဲ့မျက်ခုံးမွေးတစ်ဖက်နဲ့နှာခေါင်းမွေးတစ်ဖက်ကိုရိုက်လိုက်ပါတယ်အမှနေစပြီးတော့ဖူသွားပါပြီပြီးတော့ foundation လိမ့်ပြီးတော့ concealer လေးထည့်လိုက်မယ် concealer လေးတွေကိုလိုက်ပြီးတော့ blending လုပ်ပေးလိုက်မယ်နှာခေါင်းရိုးနဲ့မေးရိုးလေးချပေးလိုက်ပါမယ်ပြီးတော့ရင်တော့ပါနီလေးမော်ရောင်လေးကိုပမုန်းနဲ့နှာခေါင်းလေးမေးစီလေးတွေကိုတင်ပေးလိုက်မယ်ပြီးရင်ပေါင်နာလေးအုပ်ပေးလိုက်မယ်ပေါ့နော်ပြီးတော့မှ highlight လေးတွေထည့်ပေးလိုက်ပါတယ်လုံးဝ glow glass လေးဖြစ်သွားပြီပေါ့နော်ပြီးရင်တော့ eyeshadow လေးကိုတော့ time pad လေးသွားပေးထားတယ်ပြီးရင်မျက်တောင်လေးကတော့အပေါ်ပိုင်းနဲ့အောက်ပိုင်းလေးတက်လိုက်ပြီပေါ့နော်ပြီးတော့မှနှာခမ်းကြီးကိုနှစ်ထပ်လေးဆူပေးလိုက်ပါတယ်ရှင်သူ့နှာခမ်းလေးကလုံးဝအစောကြီးကဖူးဖူးလေးဆိုတော့အရန်နေ sleek သွားပြီပေါ့နော်ဒါလေးကတော့ final result လေးပါအရင်တစ်ခါတုန်းကတော့ဒေါ်ရင်လွတ်လေးပြင်ထားတဲ့အတွက်လုံးဝ cute လွတ်လေးပေါ့နော်ဒီတစ်ခါမှတော့နူရာကဒီ tie လွတ်လေးပြင်ပေးထားတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့မျက်လုံးဝင်းဝင်းလေးနဲ့ strong ဖြစ်တဲ့ file လေးဘက်ကိုတွားပေးထားပါတယ်ပြီးတော့ဒီမှာအလှကရိုက်နေတဲ့အချိန်မှာအဲ့လိုလက်ကိုလိုက်ပြီးတော့ကြည့်နေခိုင်းတာလေးတစ်ဖြတ်ပေါ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင် Nora Chan